သမုတ်ရှင်မျိုးကိုရှိကူဖျားထဲမှာဆိုလို့ရှိရင်လေဒါဆိုလို့ရှိရင်လေဒီမှာဖျားအတွင်းထဲမှာဖျားစီးတွေပထူလေးတွေရှိပါတယ်ရှင်ဒီဘက်ကနေပြန်ပြီးတော့လေဟိုဘက်ကိုပြန်ပြီးတော့ဖျားတော့ဖူးလို့ရပါသေးတယ်ဒါကတော့ဒီဘက်ရဲ့သမုတ်ရှင်မျိုးကိုရဲ့ဒီဘက်ကဖျားစီးတွေပထူတွေပါရှင်ဒီဘက်မှာလည်းဝင်ပေါက်ထပ်ပေါက်ဆိုပြီးတော့တစ်ပေါက်ရှိပါသေးရဲ့ဒါတော့ပြေခုနာတမုတ်ရှိမှုကိုရွှေကူကြီးဖျားရဲ့ဒီဘက်ခြမ်းပြန်ရောက်လာတာပေါ့နော်ဒီဘက်ခြမ်းကနေပြီးတော့လည်းပြန်ပြီးတော့ဝင်ထွက်လို့ရပါတယ်ရှင်အားလုံးပဲပြင်းနေတူဖျားဖို့လို့ရအောင်ဒီဘလော့လေးတစ်ပေးထားပါတယ်ရှင်